人は自分の願望を叶える方法に興味を示す。လူတွေဆိုတာသူတို့ရဲ့ဆန္ဒပြည့်နိုင်မဲ့နည်းလမ်းမှာပဲစိတ်ဝင်စားမှုရှိကြပါတယ်။人を動かす方法は相手の願望について話し、それを叶える方法を示すことである。လူတွေကိုကင်တွယ်တဲ့နည်းလမ်းကတော့တစ်ဖက်သူရဲ့ဖြစ်ချင်တဲ့ဆန္ဒနဲ့ပတ်သက်ပြီးတော့စကားပြောမယ်။အဲ့ဒီသူတို့ဖြစ်ချင်တဲ့ဆန္ဒတွေပြည့်နိုင်မဲ့နည်းလမ်းကိုပဲထောက်ပြပေးဖို့ဖြစ်ပါတယ်။相手にとってあなたの願望などはどうでもいい。တစ်ဖက်သူအတွက်မင်းရဲ့ဆန္ဒတွေကဘလို့ပဲဖြစ်ဖြစ်အဆင်ပြေတယ်။ဆိုလိုချင်တာကလူတစ်ယောက်နဲ့စကားပြောတဲ့အခါမှာကိုယ့်ရဲ့ဆန္ဒတွေပဲဦးစားပေးပြီးပြောနေမယ်ဆိုရင်တစ်ဖက်သူကစိတ်ဝင်စားမှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့တစ်ဖက်သူအတွက်ကိုယ့်ရဲ့ဆန္ဒတွေကဘာမှအရေးမကြီးဘူး။ဘလို့ပဲဖြစ်ဖြစ်ရတယ်။人はみんな自分の願望について考え、それを叶える方法に興味を示す。လူတွေအားလုံးဟာမိမိရဲ့ဆန္ဒနဲ့ပတ်သက်ပြီးတော့ပဲစဉ်းစားကြတယ်။အဲ့ဒီသူတို့ရဲ့ဖြစ်ချင်တဲ့ဆန္ဒပြည့်မဲ့နည်းလမ်းမှာပဲစိတ်ဝင်စားမှုရှိကြပါတယ်။စိတ်ဝင်စားမှုကိုဖော်ပြကြပါတယ်။明日誰かに何かをしてほしいとき、このことを思い出そう。တကယ်လို့မနှက်ပြန်တရားရောက်စီကနေတခုခုလုပ်ပေးစေခြင်းတဲ့အခါဆိုရင်ဒီအကြောင်းအရာလေးကိုသတိရကြရအောင်။例えば息子に喫煙をやめてほしいなら説教しても効果がないし、自分の願望について話しても意味がない。ဥပမာအားဖြင့်တားကိုဆေးလိပ်ဖြတ်စေခြင်းတဲ့အခါမှာသူ့ကိုဆုံးမနေလဲပဲဘာကြွရလက်မှမရှိသလိုကိုယ့်ရဲ့ဆန္ဒတွေကိုပြောနေလဲပဲအတိတ်ပဲရှိမှာမဟုတ်ပါဘူး။ဆိုလိုချင်တာကတားကိုဆေးလိပ်ဖြတ်စေခြင်းနဲ့ဆိုရင်မင်းဆေးလိပ်ဖြတ်လိုက်ဆေးလိပ်တောက်တာမကောင်းဘူးဆိုပြီးတော့သူ့ကိုဆုံးမနေလဲပဲအကျိုးရလက်ရှိမှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ဆန္ဒဖြစ်တဲ့ကြောင့်မို့လို့大切なのは相手の願望を叶える方法を示すことだ。အရေးကြီးတာကတစ်ဖက်သူရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မယ့်နည်းလမ်းကိုထောက်ပြခြင်းဖြစ်ပါတယ်။そこでタバコをやめると野球チームで活躍できるとか短距離走で勝てると言えばいい。အဲ့ဒီအတွက်ကြောင့်မို့လို့ဆေးလိပ်ဖြတ်တယ်ဆိုရင်ဘေ့စ်ဘောအသင်းမှာလည်းပဲ activity တွေလုပ်နိုင်တယ်။ဘေ့စ်ဘောအသင်းမှာလည်းပဲကစားနိုင်တယ်။နောက်ပြီးတော့ကြတော့အပြေးပြိုင်ပွဲမှာလည်းပဲနိုင်တယ်ဆိုပြီးတော့ပြောမယ်ဆိုရင်အဆင်ပြေတယ်။ဆိုလိုချင်တာကသူ့ကိုဆေးလိပ်ဖြတ်လို့ဓာတ်ရိုက်မပြောဘဲနဲ့ဆေးလိပ်သာဖြတ်လိုက်မယ်ဆိုရင်သူဝါသနာပါတဲ့ဒီ baseball တင်မှာလည်းပဲ activity တွေလုပ်နိုင်တယ်။နောက်ကသူကအပြေးလဲဝါသနာပါလို့ဖြစ်ကောင်းဖြစ်မှာပေါ့နော်။အပြေးပြိုင်ပွဲမှာလည်းပဲသူနိုင်ဒါတွေပါတွေဖြစ်နိုင်မယ်ဆိုပြီးတော့တွေ့ဝိုက်ပြီးပြောမယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေတယ်။つまりタバコをやめれば自分の願望が叶えられることを強調するのだ。တနည်းအားဖြင့်ပြောရရင်စိတ်လိုက်တာဖြစ်လိုက်မယ်ဆိုရင်သူ့ရဲ့ဆန္ဒတွေသူဖြစ်ချင်တဲ့ဆန္ဒတွေပြည့်နိုင်မယ်ဆိုတာကိုအလေးထားပြီးသူ့ကိုထောက်ပြလိုက်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။このやり方なら相手を脅かして無理やり何かをさせる必要がなく、お互いに気分よく問題を解決することができる。ဒီနည်းလမ်းလေးကိုသုံးမယ်ဆိုရင်တစ်ဖက်သူကိုအတင်းအဓမ္မချောက်လန့်ပြီးတော့တခုခုခိုင်းစရာလည်းမလိုသလိုတယောက်နဲ့တယောက်အပြန်အလှန်စိတ်ကြည်ကြည်လင်လင်နဲ့ပြဿနာဖြစ်ရှင်းရလဲရောက်ပါတယ်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်။